Hello ဒီနေ့ကျွန်တော်ရဲ့အားလိုက်ရပါတော့ရာသီဥတုလေးကလည်းကောင်းနေတော့ကျွန်တော်တို့အော်စလိုမြို့ထဲကိုစကူတာစီးပြီးတော့သွားမယ်ပေါ့နော်ကျွန်တော်ဒါကတော့အထဲထဲကအတွင်းထဲထဲကသွားတာပေါ့နော်စပိန်စီးတဲ့လမ်းတို့လမ်းလျှောက်တဲ့လမ်းတို့ဒီလမ်းကတော့သူတို့စပိန်စီးတာတို့လမ်းလျှောက်တာတို့ပြေးတာတို့ပါတော့နော်ဒီချိန်ကလောက်တာတို့ပါတော့သုံးတယ်ဒီမှာဆိုရင်ဒါလူကူကျွန်တော်ဒီမှာလမ်းမနေရဗျကျွန်တော်ဒီဘက်ကိုဆင်းအောင်လမ်းမစီအောင်နော်စကူတာလောကမြန်တယ်ဗျ22ပဲရေးတာပြီးတော့အခုဒီမှာဘာဖြစ်လဲမသိ34တောင်ဖြစ်ချိန်နဲ့စကူတာစီအဲ့လိုလေးရှိတော့နော်ကျွန်တော်စကူတာလောကဒီမှာ22ပဲသွားမယ်ဥစ္စာကိုရင်းကစီးသွားတဲ့ကောင်တွေတခုခုလောက်သွားတာတော့မသိဘူးဟုတ်30ကျော်တက်တယ်ဒီကကျွန်တော်မျိုးတော့သွားမှာပေါ့နော်ဒီနေ့တော့လှမ်းနေဗျဒါပေမဲ့ကျွန်တော်လည်းဒီလိုမျိုးလေးလို pipe လေးလိုချင်လို့စီးတာပါကျွန်တော်ပဲသွားမယ်ဆိုတော့ဒီပေါ်ပဲသွားကျွန်တော်မျိုးရောသွားမှာဆိုညာလေးဆိုဖိုက်ဒီအဲ့လေးတွေဒီရောက်စံတယ်လမ်းပေါ်တော့တတိထားမယ်ဟိုမှာမတူချီတော့ကျွန်တော်ဒီလမ်းဖြတ်တယ်ဘာလို့မိုက်ရဒီရအခုကတော့ဝင်နိုင်ငံရဲ့holiday အချိန်ဆိုတော့နည်းနည်းတော့လူတွေကတော်တော်များကြီးရထွက်နေကြတယ်ကြာဒီချိန်ကဆိုတော့ဒီကတော့နည်းနည်းတိတ်စစ်စစ်လေးတော့ဖြစ်နေတယ်ပေါ့နော်ဒီစစ်စစ်လေးနဲ့ညီသက်လေးဖြစ်နေတော့ဒီရဲဆိုလည်းတော့လာလိုက်တာဒီစစ်နေလမ်းနေတယ်သူနဲ့စောက်လေးဖက်နေတယ်သူPM 16ဆိုပြီးတော့အဲ့မှာကျွန်တော်ຢာတွေတောက်တယ်ဘောလုံးဝဲပဲကြည့်တယ်ပေါ့နော်အဲ့ဘလုံးမကြည့်ရတဲ့ကားနဲ့ယထာနဲ့ဒီတန်လန်းသွားယထာနဲ့ဒီမှာစုံတာပေါ့နော်
ကျွန်တော်ဒီပေါ်မှာတက်စီချင်းစီးလို့အော်ဖြစ်မြန်လေးကမောင်းပြတယ်ပေါ့နော်မြန်လေးမောင်းပြတယ်အော်ဖြစ်စီးပြတယ်ညောင်းနော်အော်စလိုရဲ့ signature တိုက်တွေပဲဟောmodern တိုက်တွေဆိုတာအရှိရတဲ့နဲ့စောင်းနေတဲ့တိုက်ဆိုရင်ဒါအပြရတယ်ပေါ့ museum ဘာမိုက်နေကြအဲ့လိုမျိုးလို့40လမ်းနေတော့50လမ်းနေလို့ဆိုတာကျွန်တော်တို့ share သုံးတယ်ပေါ့လမ်းကိုစပိန်သမားဖြစ်ဖြစ်ဒီစကူလာစီရဖြစ်ဖြစ်အဲ့ဒါကြီးပါဘူးပဲပေါ့ဒီဆိုတော့ဘာဖြစ်သွားလဲဒါတော့ကျွန်တော်လုံးဝတဲ့မြို့လက်ကောင်ရောက်သွားပြီပေါ့နော်တော့စင်ရောမြပူလိုက်တယ်ဒါတော့သူမျိုးလည်းအောင်ရောက်သွားပြီကျွန်တော်တို့ Opera House ကတော့တော့ရှိရတယ်လုံးဝသူတို့ဆက်ကားပါတော့တိုရီပေါ်စီနေတော့ဒီမော်လည်းရှိတယ်ဗျအဲ့တော့ Opera House ကြီးဒီအားတော့ကျွန်တော်တို့ Oslo Central ပေါ့နော်ဒါကတော့ Opera Houseလူတော်များတယ်ဗျာဒီနေ့ဒါ tourist တွေပါပဲနော်ဝေတွေကတော့ခီးထွက်နေကြဒါတော့ဒီစာကြည့်တိုက်တဲ့နာမည်ကြီးတယ်ပေါ့နော်ဒါဂျွန်ဘီကာရှိတယ်ပေါ့ကောင်းတော့ Opera House စပိန်ထားတဲ့နေရာပေါ့နော်ထဲကိုတစ်ချက်လမ်းလျှောက်ကြည့်တာညောင်းနေတော့ပူတယ်ဗျအဲ့တော့လမ်းလျှောက်မယ်နော်ဒီတော့အဲ့ဒီဟိုကလည်းရဟကြီးတက်ရှိရတာဒီမှာပုံဒါလာဆောင်းနီစေကော်ဖီတောက်ပြတောင်းနေတယ်လို့ရှိတယ်။ဘာလဲဘာလာမသိဘူးဆောင်းတယ်
တင်မောတွေပါရှိအောင်နော်ဟောအဲ့နေရာပဲရှောက်ကြည့်အောင်နော်ဆင်းလာပါရတော့ပြီးလို့ပုံနေပါဒီနေရာThis is where? ချက်တော့ဒီနေရာတော့မိုက်တော့နေပူလာနေကြနောက်ကတော့ဒါမြူဇီယံပေါ့နော်ရေကဲမုံဆိုင်လေးတွေရေကဲမုံဆိုင်ရှိတယ်။ဘာဆိုင်လဲတော့။တန်းစီနေရပါတော့။ကောင်းနေဟုတ်။ဒီပူတော့ရေကဲမုံဆိုင်နဲ့ရောင်းကောင်း။ဒါတော့ strawberry ဆိုင်။ဒီရတော့လာတယ်။ဒါခဏပဲလေဒီတစ်ခါကတော့အများနဲ့မရှိဘူးဗျာ။နားပဲလား अभी अगर बात बोलेगा 50 शेयरဒီနားပေါ်နဲ့ဆင်းအောင်ဟောရေပေါ်မှာထိုးထားတာဗျာရေပေါ်မှာဘောတော့ပေါ်တယ်တရားပါဒီဘက်ချမ်းကတော့ကျွန်တော် Opera Bus တူကတော့ခေါ်တယ်ပေါ့နော်ကျွန်တော်ဒါလေးတွေကတော့ရေပေါ်မှာဖောင်ဆွဲပြီးတော့စောက်ထားတယ်ချွေးထုတ်ခန်းလေးတွေပေါ့ဒီမှာကျတော့စောင်းနှင်းဆိုရင်ချွေးထုတ်ခန်းတွေဝင်ကြတယ်ကျွန်တော်ပြီးတာနဲ့ရေထဲကိုခုန်ချကြတယ်ဗျာကျွန်တော်လည်းတစ်ခေါက်တော့လုပ်ဘူးတယ်ပေါ့နော်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ကကျွန်တော်အရန်ပူနေရနေပြီးတော့ချက်ချင်းအရန်အေးတဲ့ပင်လယ်ရေနဲ့ထိလိုက်တဲ့အချိန်မှာကျွန်တော်အခုပြောင်းပေါ့နော်အဲ့လိုပြောရတဲ့အချိန်မှာကျွန်တော်သွေးလိုက်ပတ်မှုတွေအားကောင်းတယ်ပြီးတော့စိတ်ဖိစီးမှုတွေပါတယ်ပျောက်တယ်ပေါ့နော်ပြီးတော့ခုခံအားစနစ်ကိုလည်းမြင့်တင်ပေးရလို့ကျွန်တော်ဒီမှာယုံကြည်ကြတယ်ဗျာဒီဘက်လူတွေAlle spiller.ဒီဘက်ချမ်းတော့ကျွန်တော်တို့မစိုးရင်ကသူဒါချက်ကွက်တစ်ခုပေါ့နော်ဒါမျိုးလေကောင်းတယ်တကယ်ရှားရေးနေတဲ့ချက်ကွက်ပေါ့ဗျာဒီချက်ကွက်ကစီးရင်ကြည့်တော့ဒီနေရာမျိုးလေကောင်းဒါကြတော့သူတို့ကသူတို့နေရာအထက်ကိုသူတို့ကဝယ်ပြီးတော့ငားစားကြတာပေါ့နော် Airbnb တို့ပါတယ်Còn đây nó chỉ đừng cho
တော့ဟိုဘက်တော့ဆက်မသွားတော့ဘူးနော်ဒီဘက်ပဲပြန်သွားပြီးတော့ကော်ဖီလေးတော့တောက်မယ်ပေါ့နော်သူကြတော့ဒီဟာဒီပေါ်မှာပဲစောက်ထားတာကြသူတို့ဒီနေရာလည်းသူတို့မဖြစ်တော့ဘူးနော်ဒီဟာတွေကသူတို့တိုက်ခန်းနေရာရေပေါ်မှာပဲသူတို့ကွန်ကရစ်တွေလောင်းပြီးတော့စောက်ထားတာပေါ့နော်Dan har det værtဒီကတော့ရှယ်နာယူပန်းဖြစ်နေရအောင်ကျွန်တော်ဒီဆိုင်ရတော့ဖွင့်ပြပိတ်နေ Had ze even zo'n ဒီနေ့အောင်လာတော့နော်အခုကျွန်တော်နည်းနည်းရှောက်ကြည့်ပြီဆိုတော့ကျွန်တော် coffee ဆိုင်နဲ့ဆိုင်သွားရှာလိုက်အောင်မယ်ပေါ့နော်ကျွန်တော်ဟိုမှာဆိုင်တိုင်းတွေ့အောင်နော်တော့တောက်မယ်စစ်ထားတယ်ဆိုင်ပါဒီစလေးရှိပြန်ပြီးတော့ထုတ်ကုန်ရိုက်ပေးရတယ်။အဲ့ဒါဟုတ်ကဲ့။ ကပချီနို Sit here, take away. Sit here. Pied vào thay mày ngon. Pied vào ấy xin đi ăn được. Rồi, xin thay ăn được. ခါလေးကြိုင်လည်းအဲ့လိုမျိုး coffee လေးတစ်ခွက်တောက်ပြီးတော့အေးစစ်စစ်နဲ့ကျွန်တော်ပတ်ဝန်းကျင်ကိုခန်းစားဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါလည်းရေးကြည့်ရပါကျွန်တော်ဘာဖြစ်လို့ဆိုတော့
အဲ့ခါကျရင်ကျွန်တော်မြင်နေကြမြင်ကွင်းတွေကျွန်တော်မြင်နေကြလမ်းတွေတော့မှကျွန်တော်ပြန်ပြီးတော့ကျွန်တော်အရာအားလုံးကပြန်ပြီးတော့အစ်စ်လိုမျိုးပြန်ပြီးတော့ခံစားရတယ်ပေါ့ကျွန်တော်ခုကတော့ကျွန်တော် coffee လဲတောက်ပြီးပြီဆိုတော့ကျွန်တော်အဲ့ Oslo Central Station ဘက်ကိုကျွန်တော်တစ်ချက်ဖြတ်မောင်းပြီးတော့ပြန်တော့မှာပေါ့နော်